ဆန်5ဘူးလောက်ကိုရေးဆေးပြီးတော့ဒါစစ်ထားတာဒီမှာယူနေတော့ဟာယူနေစီပြီးဒီတော့အားလုံးဒါထည့်မယ်ဒီဘိုးရွတ်ထည့်မယ်ဒီဘိုးခောက်ထည့်မယ်ဒီနောက်ထပ်ဗာထည့်တယ်ကြာထည့်မယ်ရောခရင်မလားနှစ်စောလောက်ပဲတော့ပါမင်းများပါအဲ့ထည့်ပြီးဘာလုပ်လဲဆန်ထည့်မယ်ဒီလိုက်ဆန်ရကြတယ်အခုလိုဆန်စီလာပြီဆိုရင်ဆန်ကိုထည့်ရစိမပြောင်းသွားရင်ရပြီတကယ်ရအောင်တော့ဆက်မယ်ဆန်အားတည်းရောโอเคရပြီโอเคဒါဆန်ရပြီပေါ့အဲ့လိုမျိုးနောက်တော့ဒီကစာလာလေးပြင်မယ်စာလာရေးပေါ်ပါတော့ဟုတ်ပါဟုတ်ပါဒါဘောကခောက်ပဲပါမှာစားကောင်းဒါကိုဒီကငါးမျိုးဒီကငါးမျိုးဆောက်တာဟုတ်ပြီဒီကောင်းတော့ဘာမှကျွန်တော်ဒီကိုကြီးဝယ်မှာဒီကိုကြီးလည်းပြတ်6ခဲ့တယ်ဒီကြည့်ရတယ်အများကြီးဆိုတော့ဟိုဒီမှာခလုံးချက်စားရတယ်ဆိုတော့ရောဒီမှာဒီကအိုးဘာလို့လဲဆိုတော့ခက်တာအိုးကမဆက်မဆန်နေပါပါဆန်နေလို့ပါဒီလိုကြီးတော့အဲ့လိုသိနေရလိုလေးကိုတန်တန်ပြီးတော့စာလေးဒါတော့ကာလာလေးကိုကြားရတယ်ဒါဆန်5ဘူးပါ5ဘူးပါဒါတော့ဆိုစာလေးတော့ဘယ်လိုပို့မှာဟောစားလို့ရပါဒါပါနောက်ဆုံးတော့ဆက်တဲ့တောင်းဆိုပါပါတော့တကယ်ကြီးလို့ဒီကိုကြောက်လို့တဲတဲထည့်လို့ရတယ်နော်တော့ဒီရမယ်ပြောင်းပါကြပါโอเคစားကြပါအောင်ဒါကငါးလေးကလည်းမနှက်ထားတဲ့တက်တာဒီနေ့ဒိန်လေးပြောမှာသက်သွင်းတောက်ပါတယ်ဒိန်ရင်းပါတယ်ကြားပါတယ်စားပါတယ်သုံးဖို့ပါတယ်ပြီးတော့ရင်းပါတယ်တက်တုံပါတယ်ဒီမဆလာထည့်နေတာဒါမှမဆလာမရှိဘူးလို့မဆလာနဲ့တိုင်းပွေးနေတာပေါ့ကျေးဇူးပေါ့